B2B လုပ်ငန်းတွေမှာ customer အသစ်ရှာတာကိုယ့်ပစ္စည်းကိုတင်ရောင်းပေးမဲ့ business တွေကိုရှာတာခက်ခဲနေပါသလားရှားပါနေပါသလားအဓိကကကိုယ့် product ကြောင့်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ branding အားနဲ့အားကြောင့်လည်းဖြစ်နေနိုင်ပါတယ်မင်္ဂလာပါအိုင်လာကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရည်နိုင်ပါ B2B အခြားသောစီးပွားရေးလုပ်ငန်းတွေကိုရောင်းချရတဲ့ brand တွေက customer တွေစီကို direct ရောင်းချတာမဟုတ်ဘဲနဲ့စီးပွားရေးလုပ်ငန်းတွေစီကို direct ရောင်းချတာဖြစ်ပါတယ်ဒါကြောင့်သူတို့ရဲ့ branding view ဟာအခြားသောစီးပွားရေးလုပ်ငန်းတွေကို customer ကို direct ရောင်းတာမဟုတ်တဲ့အတွက်ကွဲပြားခြားနားပါတယ်အဓိကကွာခြားချက်ကတော့အချိန်ကာလကြာပိုရောင်းရတာပဲဖြစ်ပါတယ်။တာမန် customer တွေစီသုံးစွဲသူတွေစီကို direct ရောင်းချပြီးတော့စမ်းသပ်လုပ်ဆောင်ရတာမျိုးမဟုတ်ပါဘူး။ B2B လုပ်ငန်းတွေဟာဖောက်သည်တွေရဲ့ယုံကြည်မှုနဲ့ခိုင်မာမှုကိုအဓိကထားပြီးတည်ဆောက်ရတာဖြစ်ပါတယ်။ဒါကြောင့်သိန်းချီတန်တဲ့လုပ်ငန်းတွေ customer တွေကိုဆွဲဆောင်ခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းကလည်းသိန်းချီတန်တဲ့အပြောအဆိုအပြုအမူlook and feel မျိုးကိုတည်ဆောက်ထားဖို့လိုအပ်ပါတယ်။ branding နဲ့ပတ်သက်တဲ့ knowledge တွေ sharing တွေကိုသိချင်တယ်ဆိုရင် ILA ကို follow လုပ်ပါလို့ရပါတယ်။နောက် video မှာပြန်တွေ့ကြတာပေါ့